ခေါ်ရင်မာရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမမပြေဘဝမောဘုသူပတိတင်ငါပြောတော့ဆက်လူတိုင်းရဲ့အဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လို့ကြောင်းလဲရှိပြပြုံးပြမယ်ပြမှုတဲ့နော်မလို့လူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောဒီလူတွေပြုံးတော့တော့ရည်စရာတွေစဉ်းစားတွေခေါ်ရင်မာရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမမပြေဘဝမောဘုသူပတိတင်ငါပြောတော့ဆက်လူတိုင်းရဲ့အဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ကျွန်တော်ဤနေရင်ပရိသတ်ကြီးလည်းပြုံးရပဲနော်ကျွန်တော်ကိုနေလေသူတို့ပြုံးလို့ပြောဘဝကလူရှင်တော်အလားပါမစင်နိုင်တော့ရင်မခံရတဲ့နာရလေးများပေါ်ရည်စရာတွေပြောပြလို့တော့ဘသူပြုံးလို့ဖေးနာကခေါ်လို့ပြေးမလဲတော့ကျောက်ကိုလူရှင်တော်ယူပြီးတော့ဟုတ်တယ်လေအကိုကလူရှင်တော်ဆိုတော့အမှတ်တရပြအောင်ကိုလူရှင်တော်ကိုပေးရအားတော့ဘာမှမရှိတဲ့ခါကြလို့ရှိရင်ကိုထားမှာမြန်မြန်ကြီးရုပ်ကလေးကိုတင်ရအောင်မြန်မြန်ကြီးလူရှင်ငါပြောလူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လို့ကြောင်းလဲရှိပြပြုံးပြမယ်ပြမှုတဲ့နော်မလို့လူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောဒီလူတွေပြုံးတော့တော့ရည်စရာတွေစဉ်းစားတွေခေါ်ရင်မာရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမမပြေဘဝမောဘုသူပတိတင်ငါပြောတော့ဆက်လူတိုင်းရဲ့အဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ကျွန်တော်ဤနေရင်ပရိသတ်ကြီးလည်းပြုံးရပဲနော်ကျွန်တော်ကိုနေလေသူတို့ပြုံးလို့ပြောဘဝကလူရှင်တော်အလားပါမစင်နိုင်တော့ရင်မခံရတဲ့နာရလေးများပေါ်ရည်စရာတွေပြောပြလို့တော့ဘသူပြုံးလို့ဖေးနာကဖော်လို့ပြီးမလဲနော်